American အိမ်ဖြူတော်မြက်ခင်းမှာကျင်းပမဲ့ပွဲမှာပါဝင်ခွင့်ရတဲ့ UFC ချန်ပီယံဂျိုရှူအာဗန်အားလုံးမင်္ဂလာပါမင်းသားကြီးပရိသတ်တို့ရဲ့မြန်မာနိုင်ငံဖွားချင်းတိုင်းသားလေးဂျိုရှူအာဗန်က UFC ချန်ပီယံခပတ်ကြီးကိုကောက်ွယ်ပြီးတဲ့နောက်မှာနောက်ထပ်ပွဲတစ်ခုကိုကြုံရတော့မှာပါဖန်ကအသက်24နှစ်အရွယ်သားရှိသေးပေမဲ့ကမ္ဘာအဆင့်10အတွင်းကိုရဲရဲဝံ့ဝံ့ထိုးဖောက်ဝင်ရောက်လာခဲ့ကောင် American အိမ်ဖြူတော်ကိုပါခြေချောက်ခွင့်ရတော့မှာဖြစ်ပါတယ် American နိုင်ငံ Washington DC ကအိမ်ဖြူတော် White House ကြီးမှာလာမယ့်ဇွန်လအတွင်းတမိုင်းဝင်ပွဲကြီးတစ်ပွဲကျင်းပဖို့ရှိနေပါတယ်အဲ့ဒါကတော့ American လွတ်လပ်ရေး250ပြည့်အထိမ်းအမှတ်ဖြစ်ကျင်းပမယ့် UFC Freedom 250 Fan Fest ပွဲကြီးပဲဖြစ်ပါတယ်ဒီပွဲဟာ UFC ကမ္ဘာမှာနာမည်အကြီးဆုံးဩဇာအရှိဆုံး Fighter ကြီးတွေသာပါဝင်ခွင့်ရတဲ့တည်တံ့အထူးစီစဉ်တစ်ခုပါဒီပွဲမှာ Dustin Poirier, Charles Oliveira တို့လိုကမ္ဘာကျော် Fighter ကြီးတွေ UFC ရဲ့ Fighter တွေလည်းပါဝင်မှာပါဒီလိုပွဲမှာမြန်မာနိုင်ငံဖွာချင်းတိုင်းသားလေးဂျိုရှူအာဗန်ကတန်းတူရည်တူပခုံးချင်းရှင်ပြီးဖိတ်ကြားခံခဲ့ရတာပဲဖြစ်ပါတယ် American သမ္မတအိမ်ဖြူတော်မြက်ခင်းပြင်ပေါ်မှာကျင်းပမယ့်ကမ္ဘာအဆင့်ပွဲကြီးတစ်ခုမှာမြန်မာနိုင်ငံကနေပေါက်ဖွာလာတဲ့လူငယ်လေးတစ်ယောက်ပါဝင်ခွင့်ရတာကဂုဏ်ယူစရာဖြစ်ပါတယ်သူ့ရဲ့စ조사မှုအရေးချင်းတဲ့အရှိန်အဝါကို UFC အဖွဲ့အစည်းကိုယ်တိုင်ကအသိမှတ်ပြုထားတာကြောင့်ဒီလိုပွဲမှာပါဝင်ခွင့်ရတာပါဒီလိုနေရာမျိုးကိုရောက်လာတာကကံကောင်းလို့မဟုတ်ပဲအချိန်တွေအများကြီးကိုရင်းနှီးထားရပါတယ်ရှင်အခုလက်ရှိဖန်ကအသက်24နှစ်သားရှိသေးတဲ့အချိန်မှာစစ်ပွဲရှင်ပြိုင်ခဲ့ပြီး10ပွဲထိအနိုင်ရရှိထားတဲ့မှတ်တမ်းကိုပိုင်ဆိုင်ထားပါတယ်တိုက်ခိုက်ရေးလောကမှာပွဲပေါင်းများစွာနိုင်ဘူးတဲ့ Fighter တွေရှိပေမဲ့ကမ္ဘာအကောင်းဆုံးတွေကြီးပဲစုဝေးနေတဲ့ UFC လိုနေရာမျိုးမှာစစ်ပွဲထိုးပြီး10ပွဲတောင်နိုင်တာကပါရမီရှင်တွေမှသာလုံနိုင်တဲ့စွမ်းဆောင်ရည်ပါမေလာကရှင်ပြိုင်ခဲ့တဲ့ပွဲစဉ်ကဗန်အတွက်ကြီးမားတဲ့အောင်မြင်မှုဖြစ်ခဲ့ပါတယ်။အဲ့ဒီပွဲမှာဂျပန်နိုင်ငံရဲ့အကောင်းဆုံးနဲ့ရှုံးပွဲမရှိစံချိန်တင်ထားတဲ့ Fighter တောက်ဆူရိုတိုင်ရာကိုချန်ပီယံခပတ်ကောက်ွယ်ခဲ့ပြီးအနိုင်ယူပြနိုင်ခဲ့တာပါ။တောက်ဆူရိုတိုင်ရာကလွယ်ကူတဲ့ပြိုင်ဘက်မဟုတ်တာကြောင့်ဒီလိုပြိုင်ဘက်မျိုးကိုကြော်ဖြတ်နိုင်ခဲ့တဲ့အတွက်အခုဆိုရင်ဗန်က UFC Flyweight တန်းရဲ့ကမ္ဘာထိပ်တန်း Fighter 10ဦးစင်းတဲ့ကိုတရားဝင်ရောက်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ American မြေပေါ်မှာနေထိုင်ကြည်ပြင်းပြီးကမ္ဘာအဆင့်မီအောင်မြင်နေတဲ့လူငယ်တစ်ယောက်ဖြစ်ပေမဲ့ဗန်ကပွဲစဉ်တွေအခမ်းအနားတွေတွားတဲ့အခါတိုင်းခစ်ဆန်လွန်တဲ့နိုင်ငံခြားအမှတ်တစိအဝတ်စားတွေထက်ချင်းရိုးရဝတ်စုံလေးကိုပဲစမ်းသစ်ပြီးဝတ်ဆင်ထားပါတယ်။ရိုးရှင်းတဲ့ fashion လို့ထင်ကြပေမဲ့ဘလောက်ပဲအောင်မြင်နေပါစေဘယ်ကလာတယ်လဲဆိုတာကိုဘယ်တော့မှမမေ့ကြောင်ဖော်ပြတာပါ။အရေးကြီးတဲ့ပွဲတွေမှာချင်းဝတ်စုံကိုဝတ်ဆင်လာတာကြောင့်သူ့ရဲ့ပွဲကိုကြည့်တဲ့အခါတိုင်းဝတ်ထားတဲ့အဝတ်စားလေးကိုစိတ်ဝင်စားလာစေပါတယ်။အခုဆိုရင်ဗန်ကမြန်မာပြည်ကနေထွက်ခွာသွားတော့ကနေမတူတော့ပဲအိမ်ဖြူတော်ကပါဖိတ်ကြားရတဲ့ကမ္ဘာအဆင့်ကစားသမားတစ်ယောက်ဖြစ်တန်လှမ်းသွားနိုင်ခဲ့တာပါ။မြန်မာနိုင်ငံကလူငယ်တွေနဲ့အားကစားကိုဝါသနာပါတဲ့လူငယ်တွေအတွက်တော့ဗန်ရဲ့ဒီအောင်မြင်မှုကကြီးမားတဲ့တွန်းအားတစ်ခုပါပဲ။ချင်းနေအရရက်ကြောင့်နိုင်ငံတကာကိုထိုးဖောက်ဖို့အခက်အခဲရှိနေတဲ့အချိန်မှာဗန်ကတော့စ조사ရင်ဘယ်နေရာကလာကမ္ဘာထိပ်ဆုံးထိရောက်နိုင်တယ်ဆိုတာကိုလက်တွေ့သက်သေပြနေတာပါ။လာမယ့်ဇွန်လထဲမှာကျင်းပမယ့်အိမ်ဖြူတော်က UFC Freedom 250 Fan Fest ပွဲကြီးမှာ Dustin Poirier တို့ Charles Oliveira တို့လိုနာမည်ကြီးတွေကြားထဲမှာမြန်မာကုံဆောင်ချင်းတိုင်းသားလေးဗန်တယောက်ဘလောက်တောင်ဝင်ကြွားစွာနဲ့နေရာယူသွားမလဲဆိုတာကိုအားလုံးကရင်ခုန်နေကြပါပြီ။ Top 10စီးရင်ဝင်သွားပြီဖြစ်တဲ့ဗန်ကိုဒီပွဲမှာလည်းအားပေးကြမှာလားဆိုတာ comment မှာပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။